တိုင်တနစ်တင်မောနှစ်မြုပ်တာကိုကယ်လို့ရပေမဲ့လုံးဝမကယ်ခဲ့တဲ့တင်မောဒဇင်းရှိခဲ့တိုင်တနစ်တင်မောကြီးဟာ1910နှစ်ဧပြီလ14ရက်နေ့မှာလူပေါင်း1500ကျော်သေဆုံးခဲ့တဲ့ကြီးမားတဲ့တင်မောမောင်ကြီးတစ်ခုဖြစ်ပါတယ်တင်မောနှစ်မြုပ်တာတွေတင်မောမောက်တာတွေကဒါပုံမှန်ဖြစ်နေပေမဲ့တိုင်တနစ်တင်မောကဆဆောက်တဲ့အခါမှာခိုင်ခန့်မှုရှိရဲ့နှမြုပ်နိုင်ခြင်းလုံးဝမရှိဘူးဆိုပြီးတော့ကြွေးကြော်ထားတဲ့အတွက်ကြောင့်မို့လို့ဒီတင်မောကိုတော်တော်များများကစိတ်ဝင်စားကြတာဖြစ်ပါတယ်လူများစုကတနင်္လာတင်မောနှိမ့်မြုပ်နေတဲ့အချိန်မှာ Google ရမဲ့ပြီးတော့ဒါလူပေါင်းများစွာသိဆုံးခဲ့ရတယ်လို့သိရပေမဲ့လေသူနဲ့မလန်းမကန်းနီးမှာတင်မောဒဇင်းရှိခဲ့တယ်ဆိုတာကိုဘယ်သူမှတိတိကျကျမသိသေးပါဘူးတင်မောနှိမ့်မြုပ်နေတဲ့အချိန်မှာသူနဲ့19မိုင်အကွာမှာ SS Californian ဆိုတဲ့တင်မောဒဇင်းရှိခဲ့တာဖြစ်ပါတယ်သူဟာတင်မောနှိမ့်မြုပ်တဲ့အချိန်မှာဒီရဲ့တင်မောကိုဒီအချက်ပြမီးကြီး8ချိန်နဲ့တိုင်ပြခဲ့ပေမဲ့လေသူတို့ရဲ့ပေါ်ဆောင်မှုတွေအတွက်ကြောင့်မလို့တနင်္လာတင်မောကိုတွားရောက်ကူညီခဲ့ခြင်းလုံးဝမရှိပါဘူးအဲ့ဒီချက်ပြခြင်းကို California Captain ကဒါဒီပါတီပွဲတစ်ခုလုပ်နေရပျော်ပွဲရှင်ပွဲတစ်ခုလုပ်နေရဆိုပြီးတော့ထင်တဲ့အတွက်ကြောင့်မလို့တူမမမရှိတဲ့သူတွေအားလုံးကိုပြန်လည်ပြီးတော့အိတ်ဆက်ခိုင်းတာလည်းဖြစ်ပါတယ်SS California ရဲ့ radio operator ကအိပ်ပျော်နေပြီးတော့သူ့ရဲ့ radio တိုင်းကိုပိတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတစ်ဖက်မှာတိုင်းတဲ့တင်မောကဒီအချက်ပြတာတွေဒီဆက်တွယ်ခဲ့ပေမဲ့လည်းလုံးဝဆက်တွယ်လို့မရဘဲနဲ့ကိုရမဲ့ဖြစ်နေရတာဖြစ်ပါတယ်။အကယ်၍သာအချက်ပြမီးကြီးရှစ်ခပြလိုက်တဲ့အချိန်မှာ SS California ကတွားရောက်ကူညီမယ်ဆိုလို့ရှိရင်တော့လူပေါင်း1000ကျော်တိမ်ဆုံးရမယ့်ဖြစ်ရဆိုတာလည်းရှိလာခဲ့မှာမဟုတ်ပါဘူး။ဒီဖြစ်ရဟာဒီ SS California Captain တို့နောက်တာအကြီးကျယ်ရစီရဲ့ကိစ္စရပ်တစ်ခုဖြစ်ပြီးတော့တော်များကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူကများစွာရှုံချကြတာလည်းဖြစ်ပါတယ်။အဲ့ဒီတင်မောရဲ့မောက်ချင်အကြောင်းကဒီရေခဲအဆိုင်ခဲကိုတိုက်မိပြီးတော့သူ့ရဲ့တင်မောမှာအသုံးပြုထားတဲ့တန်ချောင်းတွေကအရင်အေးတဲ့ဒီရေခဲနဲ့ထိတွေ့လိုက်တဲ့အခါမှာကျွတ်ဆက်ပြီးတော့ကွဲထွက်သွားတာဖြစ်တယ်ဆိုပြီးတော့သိရပါတယ်။ဒါကလူတို့ဦးတယောက်ရဲ့ပုံစံမှုတော့မလို့လူပေါင်းများစွာအသက်သေဆုံးခဲ့ရတာဖြစ်ပြီးတော့ဒီຢာကလည်း captain အတွက်များစွာနောင်တရစေခြင်းနဲ့အကြောင်းအရာတစ်ခုအနေနဲ့လည်းရှိနေမှာဖြစ်ပါတယ်